ဂါကြီးတို့မှတေချာပွားပေးပါနော်ဗုဒ္ဓဂုံတို့အမြဲတမ်းစိတ်ထဲမှာပွားပေးပါသွားရင်လည်းပွားဆိုင်ကယ်မောင်းလည်းပွားစပိန်နေလည်းပွားလမ်းသွားလည်းပွားလဲဆိုင်လည်းပွားစိုက်ပြူရေးဘာပဲစိုက်အလုပ်တိုင်းပွားလို့မရဘူးလားရလားဈေးရောင်းလည်းပွားလို့မရဘူးလားတေချာပွားပါအာစိဏကံအားကောင်းအောင်လုပ်ပါနော်အလေးကျအားကြီးပြီးဆိုရင်အဲ့ဒါမိမိတို့အတွက်ပြစ္ဆုတ်ပံမှာလည်းကြီးပွားကြောင်းနော်ပြစ္ဆုတ်ပံမှာလည်းစိတ်တွေငြိမ်းချမ်းတဲ့အတွက်ဒါကိုဘဝအတွက်ကြီးပွားတိုးတက်သွားပြီနော်တန်တရာအတွက်လည်းပြောစရာမရှိဘူးမိမိတို့အခုလိုဖခင်ရဲ့အဆုံးအမဖြစ်တဲ့တီလာကိုချစ်မြတ်လို့မယ်အလုံးပေါ်မှာမေတ္တာထားတယ်ဖခင်ကုံတော်ပွားနေမယ်ဆိုရင်နောက်ဆုံးမိမိတို့တေကန်ဒီအချိန်ဆိုတာလူတိုင်းရောက်မလားမရောက်ဘူးလားရောက်လာဘယ်လိုပဲတည်ဗုဒ္ဓဂုံတော်ကိုထုံမှန်းထားပြီးတော့ကိုချင်းတီလာရှိပြီးအလုံးပေါ်မှာမေတ္တာရှိတဲ့ပုဂ္ဂိုလ်တွေဟာတည်လို့ရှိရင်အပယ်ပိတ်သွားတာပဲဟုတ်ပြီလားတေကန်ဒီအချိန်မှာတော့နှလုံးသွင်းပို့ပြီးမှန်ကန်အောင်ဘယ်လိုနှလုံးသွင်းလိုက်ရမယ်ဆိုရင်မိမိတို့တေကန်ဒီအချိန်ရောက်လာပြီဆိုရင်ရုပ်တရားတအားပို့ပြီးတော့ဖောက်ပြန်လာတယ်နော်ရုပ်တရားကြီးတအားဖောက်ပြန်လွန်းရင်အဲ့ဒီမှာနာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်ပေါ်လာတာပဲနောက်စိတ်ကနေပြီးတော့သိနေတဲ့သဘောပဲရှိမှာပါဟုတ်ပြီလားအဲ့ဒီရုပ်တရားကြီးဖောက်ပြန်တာကိုပဲကင်ဆာယောဂါတို့စီဂျိုယောဂါသွေးတိုးယောဂါတို့နှလုံးယောဂါတို့စသည်နာမည်မျိုးမျိုးတက်နေကြတာပါတကယ်တော့ရုပ်တရားကြီးဘာဖြစ်နေတာလဲဖောက်ပြန်နေတာရုပ်တရားကြီးဖောက်ပြန်နေတော့နာကျင်ခြင်းဒုက္ခဝေဒနာတွေဖြစ်နေတာပဲနောက်စိတ်ကနေသိနေတာပဲရှိတယ်ဟုတ်ပြီလားလူရင်ချုပ်လိုက်ရင်ရုပ်ဖောက်ပြန်တဲ့နာမ်ဖောက်ပြန်တာပါပဲရုပ်နာမ်တွေဖြစ်ပြီးတော့ပြန်နေတာပဲလို့နှလုံးသွင်းလိုက်ရမယ်ဟုတ်ပြီလားငါမဟုတ်ဘူး तू မဟုတ်ဘူးငါအမေမဟုတ်ဘူးငါအဖေမဟုတ်ဘူးစသည်ဖြစ်ပေါ့နော်ဒါမျိုးကဦးဇင်းတို့နှလုံးသွင်းတဲ့သဘောနဲ့ပေါ့နော်ဒီလိုမျိုးနှလုံးသွင်းတဲ့သဘောဖြစ်ငါသေးလားမဟုတ်ဘူးငါအမေသေးတာမဟုတ်ဘူးစသည်ဖြင့်နှလုံးသွင်းပါရုပ်တရားနဲ့တရားတွေဘာဖြစ်နေလဲဖောက်ပြန်နေတယ်ရုပ်တရားကြီးဖောက်ပြန်နေတယ်ဒုက္ခဝေဒနာဖြစ်နေတယ်နောက်စိတ်ကနေတတိထားတော့ပြန်မသိရဘူးလားသိနေရအဲ့လိုလေးတော့သဘောပေါက်တယ်မဟုတ်ဘူးလားဒါပဲရှိပါတယ်ဘာမှမရှိဘူးအလုံးချုပ်လိုက်ဒုံရင်ချုပ်ရင်ရုပ်တရားကြီးဖောက်ပြန်နေတယ်နံတရားကြီးသိနေတယ်ဒါပဲအဲ့ဒီပေါ်မှာနောက်ဆုံးဒါနှလုံးမသွင်းမဲနဲ့ယုံနံနေဖြစ်ပြနေတာတော့သိပြီးရင်ကိုယ့်ရဲ့မူလကမ္မထံဗုဒ္ဓနုတ္တိကိုပြန်ပြီးပွားနေရမယ်နားလည်လားဦးဇင်းပြောတာအာရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအမြဲတမ်းပဲနှလုံးသားမှာထုံပွားနေမယ်ဘာမှမလို့အယမ်းလွယ်ကူတယ်နော်ကိုယ်စိတ်ကတတ္တတရားလေးရှိုံနဲ့ပြီးတယ်သဘောပေါက်လားဦးဇင်းပြောတာအဲ့လိုပွားနေမယ်ဆိုမိမိတို့အချိန်မီဘလို့ပုံစံနဲ့ပဲတည်တေကန်ဒီအချိန်မှာဒီဗုဒ္ဓနုတ္တိတတိကဝင်လာမှာပဲဝင်လာရင်ဗုဒ္ဓဂုဏ်တော်အာယုံပြုတ်နေမှာနော်ဟိုနာယုတ်တရားကြီးဖောက်ပြန်နေမယ်နာကျင်ခြင်းဒုက္ခဝေဒနာဖြစ်နေတယ်ဒါကိုလည်းနှလုံးသွင်းပြီးတာနဲ့ပြီးယုံနံနေပဲဖြစ်ပြီးပြတ်နေတယ်ပြီးရင်ဘုရားကုံတော်လေးပဲပြန်ပြီးပွားရင်းနဲ့မိမိတို့စုတိစိတ်ကြသွားတာနဲ့ကိုအပေအပိတ်ပြီးသားဖြစ်တယ်ဟုတ်ပြီလားဒါတော့ဦးဇင်းဒီနေ့ပြောချင်တဲ့တက္ကကြီးတို့မကြီးတို့တတိပေးတဲ့အနေနဲ့ပြောလိုက်တာပါဩဝါဒအနေနဲ့လည်းမဟုတ်ပါဘူးနော်ဒါကိုတက္ကကြီးတို့မကြီးတို့လက်ကင်ထားနိုင်မယ်ဆိုရင်မိမိတို့ဘဝမှာဗုဒ္ဓရဲ့အဆုံးအမကိုလည်းလိုက်နာရရောက်တယ်ကိုယ့်ဘဝအတွက်လည်းအပေပိတ်ဖို့တည်ကြတဲ့နိလန်တစ်ခုပဲလို့အဲ့လိုမှတ်သား